သွားနောက်ကိုလွတ်ပါဟောဒီကနမကိုမွေးစကားနေပြောချင်တယ်စိတ်ဆိုးပါလားအားပြောမလို့လဲနမစိတ်ဆိုးစင်မဲ့စကားကိုပြောမလို့လားကိုကဟောဒီကနမလေးစိတ်ဆိုးမဲ့စကားမပြောပါဘူးဒါဆိုရင်ပြောလေပြန်စလားကိုရီနမကိုရင်ချစ်တယ်နမကိုပြောစကားလက်ခံနေမလားအခုပြန်ချစ်တယ်မလားဟုတ်မောင်ကြီးအရှိကိုလက်သက်ခံပါတယ်ဒါပေမဲ့မောင်ကြီးရဲ့ဘဝနဲ့ဖရန်စလိုက်ဘဝခြားနာပါတယ်မောင်ကြီးရဲ့အဲ့ဒါကိုပြချစ်တယ်လိုက်ပါဟောရနမလေးကကိုချစ်တယ်ဆိုရင်နမလေးစိတ်ချမ်းညီစရာအရာအားလုံးကိုပြလို့ရပါတယ်မဖြစ်နိုင်ပါဘူးမောင်ကြီးရဲ့မဖြစ်နိုင်ပါဘူးဒီပေါင်းနမရဲ့နမကိုချစ်တယ်ပြောပါနမကိုချစ်ပါပြောစမ်းပါဟိုမှာဖျားလူကြီးလာနေပြီမောင်ကြီးရဲ့ဒါဆိုရင်နမရဲ့နမကိုချစ်တယ်ပြောစမ်းပါပါတော့ပြောလိုက်ပါချစ်တယ်ပါမတားတယ်နမရဲ့စံပြသွားကြိုခါခုံသွားရင်တော့ဟောရရာမှုဆိုတော့ကွာဘာရမ်းတာဟာတာလို့ဒီလိုအောင်လို့စာချင်ရတာအိုးဝါဟောရချင်တယ်ဆိုတော့ပြောစရာရှိနောက်စကားတွေအများကြီးပြောပြီးမှတစ်ခုတော့ပြောရရှိရဆိုတော့ချစ်ကိုအစ်စ်ကောင်းဘုန်းရဲ့ချစ်ကိုဘာမှမတင်ဘူးမင်္ဂလာဆောင်ရင်တော့မှသူကဖြစ်ဖြစ်ဆိုင်ပါတယ်။ဆောင်းရတဲ့ပုဂ္ဂိုလ်။ဒါစကားတော့ကလေဒီနဲ့အတူတူနေတာကိုဖြစ်နေတော့ရင်ကျင်းနေနေတာစိတ်ချပါဟောရရာမှုဆိုတော့ရတဲ့လုံးစုံတိုင်းဟောရစားဆိုလေတဲ့လုံးချက်သွားပါမှာမမပလန်စတာပြင်းဦးလားသူညနာလည်းတမျိုးကြီးပဲခေါ်တော့အဖြစ်မလိုက်ဖဲနဲ့ဟုတ်ပါဘူးမောင်လေးနဲ့ညီမလေးရဲ့မောင်လေးနဲ့ညီမလေးနဲ့အကူမျိုးလွတ်လွတ်နဲ့သွားရအောင်ပါဟုတ်ကဲ့စမ်းနေပြီဟုတ်လိမ့်မယ်ရှိတယ်ပြုတ်တော့ကြတော့လေရန်တော့ဆက်ခင်နော်ဟုတ်မေရောเจ้าလည်းမရောက်တာကြောင့်သွားရအောင်နော်ကောင်းတာပေါ့သွားကြတာဘယ်နည်းလဲအနောက်ပြန်သွားမှာကောင်းပါရဲ့မနေ့ကလူသေးတယ်အဲ့တော့သွားကြမယ်ဟိုမှာပဒန်စလာပြောတယ်ဘာတွေပြောနေပါမေရောသမီးကိုချင်ခွင့်ပြုပါနော်မေရောတကယ်လို့မေရောခွင့်မပြုလို့ရှိရင်သမီးအဲ့ဒီအရာနဲ့တယောက်တည်းထွက်ပြေးလာပြီးတော့မေရောကြောင်မှနေမှာနော်မေရောမောင်ကြီးကနမလေးကိုဘာဖြစ်လို့မျက်လုံးစိတ်နဲ့ကြည့်နေရတာလဲဒီလိုမမလေးခုနမမလေးတယောက်နဲ့စကားပြောနေတာကျုပ်တို့မျိုးတွေ့နေရဟုတ်တယ်ဟိုကမေရောနဲ့စကားပြောနေရလေမောင်ကြီးရဲ့မလေးမေရောပြောတာဟုတ်တာပဲမေရောမောင်ကြီးတို့ကဘယ်တွေ့ရမလဲဒါစရာပဲတွေ့ရမှာလာပါမောင်ကြီးရဲ့လာပါ
စဉ်းစားနေတယ်ဆိုတာတစ်ဖက်နိုင်ငံမှာမမေဖျားအတွက်ကျောင်းဆောင်တစ်ခုကိုဆောက်လုပ်ခြင်းနဲ့အဲ့ဒါမှစဉ်းစားနေတာ ကျောင်းတော်တစ်ခုဆောက်လုပ်နေဆိုတော့ကောင်းပါလေမောင်ကြီးရဲ့ မမမျိုးကိုသမီးရနမကိုကိုပြီးစောနေတယ်မေကျောင်းရဲ့ရှေ့ရလုပ်ပြီးငါကိုလည်းပက်ဆောင်ဒီရှိဆောင်ရတာ ရှင်နေလုံးဟုတ်လားမောင်ကြီး ဟုတ်တယ်